သပင်ကောင်းကျင်တယ်ဆိုပြီးတော့ထားပြီးဆူတောင်းနေလို့မရဘူးကျွန်တော်တို့ကိုသုံးတဲ့အရာကိုသိရမယ်ငါတို့သုံးနေတာငါသုံးနေတဲ့အရာကဘာတွေပါလဲဆိုတာကိုကျွန်တော်တို့သိရမယ်နောက်တစ်ခါကျတော့အခုလိုမျိုးကာလမှာဆိုရင်ပို့ဆိုးတယ်နွေရာသီဖြစ်နေတယ်ရာသီဥတုထံကိုကျွန်တော်တို့ခံရတယ်အဲ့ဒီထဲမှာသပင်လည်းပါတယ်သပင်ကအသက်ရှိတယ်နော်သပင်အသက်ရှိရဆိုတော့ဟာခြေထောက်တွေပေါက်လို့ရှောက်သွားနေမှာလားဆိုတော့မဟုတ်ဘူးသူကလေပေါက်ရှိတယ်သပင်မှာသပင်ရဲ့အချောင်းချင်းဒီမှာဟော်လိုလေးရှိတယ်အပေါက်လေးရှိတယ်သပင်ချောင်းချင်းအလဲမှာပေါ့နော်ဟော်လိုအပေါက်လေးရှိတယ်အဲ့ဒါလေပေါက်ပါသူကကျွန်တော်တို့တွေရာသီဥတုထံအရန်ပူတဲ့ဒဏ်တွေကိုကျွန်တော်တို့သပင်ခေါင်းကသပင်တွေကအရင်မပစ္စည်းအောင်သူကပြောမယ်ဆိုလို့ရှိရင်တော့ဟိုထိမ့်ညှိပေးတယ်သပင်အရင်မပူအောင်ထိမ့်ညှိပေးတယ်အရင်အေးတဲ့ရာသီဆိုလို့ရှိရင်လည်းဒီသပင်တွေအတွက်အေးပြီးတောင်သွားတာမျိုးသပင်တွေအရင်မပျက်စီးအောင်လို့သူကထိမ့်ညှိပေးတယ်ဒါဟာဒီလေပေါက်လေးတွေကကိုသုံးတဲ့ chemical ပေါ်မှာမူတည်ပြီးတဖြည်းဖြည်းကျင်းမြောင်းလာတဲ့အခါမှာကျွန်တော်တို့ဆိုပါစို့ဘယ်လိုမျိုးဥပမာပေးရမလဲဆိုလို့ရှိရင်အသက်ရှူသွေးကြောကျင်းတယ်လို့မျိုးပေါ့နော်ဟုတ်ဆိုကျွန်တော်တို့သွေးကြောလေးတွေတဖြည်းဖြည်းကျင်းလာတဲ့အခါမှာပိတ်လာတဲ့အခါမှာအသက်ရှူတွေမဝလာဘူးမောလာတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်တယ်လို့ပဲသူတို့မှလည်းလေပေါင်လေးတွေပိတ်လာတဲ့အခါမှာသပင်အတွက်လိုအပ်တဲ့ force တွေသူတို့မပေးနိုင်တော့ဘူးဒါကြောင့်မို့မိတ်ဆွေတို့က chemical တွေပဲအများနဲ့တောက်လျှောက်သုံးနေမယ်ဆိုလို့ရှိရင်တော့သပင်အတွက်ကတော့တကယ်ကိုစိုးရိမ်စရာဖြစ်ပါတယ်သပင်တွေမကောင်းလာဘူးကြာလိုက်ကျွတ်လာလိမ့်မယ်ပျက်စီးလာလိမ့်မယ်နောက်ဆုံးသပင်ကျွတ်တာကိုကျွန်တော်ကြောက်ဖို့မလိုဘူးသပင်တွေပြန်ပေါက်ဖို့လိုကိုလိုတယ်ကျွတ်တဲ့နေရာမှာသပင်ပြန်ပေါက်ဖို့လိုကိုလိုတယ်ကျွတ်တဲ့နေရာမှာသပင်ပြန်မပေါက်ဘူးဆိုရင်မိတ်ဆွေတို့အနေနဲ့သပင်တွေကတဖြည်းဖြည်းနဲ့ပါလာမယ်ကျဲလာမယ်သပင်တွေကျွတ်လာပြီးပါလာပြီးကြာလာတဲ့အခါမှာကျွန်တော်တို့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ကသပင်ကျွတ်တဲ့နေရာမှာပြန်ပေါက်ဖို့လဲလိုသလိုကျွတ်တဲ့နေရာမွေးညင်းပေါက်တွေလည်းရှိဖို့လိုတယ်ဒါပေမဲ့ chemical တွေသုံးတဲ့ဥယျာဉ်ပြားနဲ့ chemical မသုံးတဲ့ဥယျာဉ်ပြားနဲ့လုံးဝအကွာကြီးကွာတယ် chemical သုံးတဲ့ဥယျာဉ်ပြားတွေတဖြည်းဖြည်းနဲ့ကောင်းကိုယ့်ရဲ့ဥယျာဉ်ပြားမှာရှိတဲ့အဆီတွေကိုတဖြည်းဖြည်းတိုက်စားသွားလို့ဖြစ်တဲ့အခါမှာကျွန်တော်တို့ဥယျာဉ်ပြားမှာရှိတဲ့ကောင်းတဲ့အဆီတွေကပါသွားတယ်เนาะပါသွားတယ်ဒါကြောင့် chemical ဆိုတာကကျွန်တော်တို့ကိုသုံးလိုက်တဲ့အခါမှာလဲဒါတော့ကျွန်တော်တို့အမြဲတမ်းတော့ဒီ chemical နဲ့ပတ်သက်ပြီးတော့ဒီသပင်ကို treatment လုပ်တဲ့အခါမှာ care လုပ်တဲ့အခါမှာ chemical တော့အမြဲတမ်းတော့မရှောင်နိုင်ဘူးဒါပေမဲ့ကို chemical သုံးဖြစ်တယ်ဆိုလို့ပြန်ပြီးကုစားဖို့လိုတယ် care လုပ်ဖို့လိုတယ်ကျွန်တော်ဆေးတွေပဲအားကိုးနေလို့မရဘူးပေါ့ဒီကျွန်တော်တို့က care လုပ်တဲ့အခါမှာတကယ်ကိုဆေးပတ်ဝင်တဲ့အရာတွေနဲ့ care လုပ်ဖို့အရန်ကိုလိုအပ်ပါတယ်အရန်ကိုအရေးကြီးပါတယ်ရှင်ကြွားရအောင်မယ်နော်ဒါအရောက်တို့ချန်စီယိုမှာစိုက်ထားတယ်အောင်မင်းကျူပင်တပင်တွေကနေပြီးတော့ပွင့်တဲ့အပွင့်တွေပါနေ့တိုင်းဒီလိုမျိုးပွင့်နေအများကြီးပွင့်နေအရောက်ခူတာပွင့်ပေါင်း100ကျော်တယ်ပေါ့နော်နေ့တိုင်း100ကျော်ပွင့်နေဆေးပတ်ဝင်တဲ့အောင်မင်းကျူပင်ဖြစ်ပါတယ်သပင်အတွက်ပဲသုံးမလားကျွန်တော်တို့ခန္ဓာကိုယ်တွင်းကိုယ်တွင်းအတွက်ပေါ့နော်ဒီလက်ဖက်6ပုံစံမျိုးနဲ့ပဲသုံးမလားရင်နွေးလေးနဲ့ကျွန်တော်တို့ကအမြဲတမ်းတော့မတောက်ဖြစ်ပေမဲ့တစ်ပတ်ကိုတစ်ချိန်လောက်တော့ကျွန်တော်တောက်ဖြစ်ပါတယ်တခါကျလို့ရှိရင်လက်ဖက်6တွေနဲ့ရောထားလိုက်တယ်ပေါ့နော်အောင်မင်းညူဝင်ကိုတော့ကျွန်တော်တို့ကအချောက်ခံပြီးတော့မှသုံးပါတယ်သပင်အတွက်လည်းသုံးပါတယ်A3+ ပင်အားဖြည့်စီထဲမှာလည်းထည့်ထားပါတယ်ရှင်အောင်မင်းညူပါဆေးဘက်ရမ်းဝင်ပါတယ်မိတ်ဆွေတို့ရေ